နဲ့ပတ်သက်ပြီးမှမြတ်စွာဘုရားပါရာဇိကံထဲမှာတခိုးကြီး9ဦးဟောဖို့တယ်ဗျာတခိုးကြီး9ဦးထဲမှာဒီပစ္စည်းကိုပေးတဲ့ဘုန်းကြီးကတော့တခိုးပဲတော့ဗျာဟောဖို့တယ်ဒါဆိုတော့တခိုးကြီး9ဦးမှာနံပါတ်1ဘုဒ္ဓတာပါလေနံပါတ်1တခိုးကသူကဘယ်လိုလဲဆိုတော့သာသနာမှာနေပြီးတော့ပရိယပฏิပတ်ကိုအထုဖို့မကြိုးစားဘူးကိလေသာကုန်ခန်းဖို့တဲ့ကိုဥမတီပဲနဲ့အချမ်းရမ်းများဖို့လက်လာပါရဖို့နာမည်ကြီးဖို့ကိုဥတည်ထားတယ်အဲ့တော့တနေ့နေ့ချင်းကျရင်ငါနာမည်ကြီးရမယ်ငါမှပရိသတ်များစေရမယ်ဆိုတဲ့ဥတည်ချက်ကြီးနဲ့အလုပ်လုပ်သာသနာမှာနေတာတော့သာသနာမှာသူ့မှာအများတန်ဝိနည်းတတ္တဝါတွေချမ်းသာဖို့ဆိုဥတည်ချက်မပါဘူးကိုနာမည်ကြီးဖို့ပရိသတ်ချမ်းရမ်းနေများဖို့ဟိုးလေးတကြောဖြစ်ဖို့ကိုဥတည်ထားတယ်အဲ့သူ့ရဲ့အလုပ်တွေအားလုံးတည်လဲအဲ့ဒီကိုပဲဥတည်နေတယ်နာမည်ကြီးဖို့တက်ပဲဥတည်နေတယ်ပရိသတ်အချမ်းချမ်းဝိုင်းရံနေဖို့ဟာဥတည်နေတယ်အဲ့တော့နောက်တစ်ချိန်မှာသူဥတည်တဲ့အတိုင်းပဲတကယ်လည်းဖြစ်သွားတယ်ပေါ့အဲ့ဒါကိုပထမတခိုးလို့ခေါ်တယ်ဆိုပြသာသနာပစ္စည်းကိုသုံးဆွဲပြီးတော့ကိုကျိုးတက်လှုပ်သွားတာပေါ့နာမည်ကြီးအောင်ပေါ်ပြူလာဖြစ်အောင်ပရိသတ်များအောင်ဖန်တီးသွားတာအဲ့တော့သာသနာပစ္စည်းတွေကိုခုလုံးလုပ်ပြီးတော့လှုပ်သွားတာဆိုအဲ့ဒါနံပါတ်1တခိုးလို့ခေါ်တယ်ဆိုပြနံပါတ်1တခိုးနောက်နံပါတ်2တခိုးကတော့ဦးဇင်းတို့ဒီမခေါ်လဲဆိုတော့တရားတခိုးလို့ခေါ်တယ်တရားတခိုးဆိုတာကတကယ်တော့ဦးဇင်းတို့ယနေ့ဆရာတော်တွေဟောနေတဲ့တရားအားလုံးဒီဘုရားတရားတွေဖြစ်ပါတာဘုရားရှင်သာမပေါ်ခဲ့ဘူးဆိုရင်ဦးဇင်းတို့ဒီလက်ရှိတရားတွေဘယ်သူမှမသိဘူးအခုတချို့ပြောတယ်ခိုခန္ဓာကိုယ်တွေပြောကြတယ်တကယ်တော့ခန္ဓာကိုယ်တွေမဟုတ်ဘုရားဟောလို့တရားသိရတာဦးဇင်းတို့ကဘုရားသာမဟောခင်ကျက်တလာအာထုစမ်းပါလုံးဝကိုမသိတာအရှင်သာရိပုတ္တရာလုံးဉာဏ်ကြီးမှတဲ့ပုဂ္ဂိုလ်တော်မှာမြတ်စွာဘုရားပေးတဲ့နိလန်းကိုမရလုံးဝအထုလို့မရအောင်နော်အဲ့တော့လောကမှာဆီယံဘောပဲသိတာနေပါပဲရှိတယ်ဘုရားနဲ့ပစ္စည်းကဗုဒ္ဓကျန်တဲ့လူတွေအားလုံးကဘုရားပေးတဲ့နိလန်းနဲ့အာထုချတဲ့ပုဂ္ဂိုလ်တွေကြီးပဲနော်အဲ့တော့ဘုရားသာမပြောခဲ့ရင်လမ်းစာမပေးခဲ့ရင်ဘယ်သူမှတရားမသိဘူးအဲကြောင့်မြတ်စွာဘုရားဟောတဲ့တရားကိုကျင့်ကြံအာထုလို့နော်သိသွားတဲ့ဥစ္စာကိုဒါကိုဟိုငါတရားပါဆိုတော့အဲ့ဒါဟာတဲ့တရားခိုးတာပဲမြတ်စွာဘုရားကငါတရားတော့မပြောပါဘူးတဲ့နော်အဲ့တော့ဒါဘုရားတရားပဲမိမိတို့ကဘုရားတရားကိုတစ်ဆင့်ခံပြန်ဟောတာပဲဒီလိုပဲပြောရမယ်တဲ့အဲ့ဒါငါတရားလို့ပြောတာကတရားသခိုးပဲတဲ့ဘုရားတရားကိုငါတရားလို့နေတာလေငါတရားဆိုတာမရှိဘူးဘုရားတရားပဲဘုရားတရားကိုတန်ဃာတော်များကလက်ဆင့်ကဲတည်ဆောင်လာပြီးတော့ပြန်ဟောပြတာပဲရှိတာဘလောက်ပဲတရားအထုတ်ကိုတွေ့သမျှတရားအားလုံးဒီလည်းတော့ဘုရားတရားပဲဘုရားပြောလို့ဦးဇင်းတို့ဒီလိုဝိပဿနာတရားတွေအထုတ်ခွင့်ရတယ်အဲကြောင့်ဦးဇင်းတို့ငါကိုယ်တိုင်ရှာထားတဲ့တရားလို့မပြောရဘူးငါကိုယ်တိုင်တွေ့တဲ့တရားလို့မပြောရဘူးအဲ့လိုပြောတာဟာတဲ့ဒါတရားသခိုးပဲတဲ့နော်အဲ့ဒါကြောင့်ဦးဇင်းတို့ဒါဘုရားတရားပဲဖြစ်ပါတယ်ကိုယ်ပိုင်တရားဆိုတာမရှိဘူးနော်ဘုရားကိုယ်တိုင်ရှာဖွေထားတဲ့တရားသာဖြစ်ပါတယ်အဲ့ဒါနံပါတ်2တခိုးပေါ့နော်နံပါတ်3တခိုးကြတော့ဦးဇင်းတို့သူတော်ကောင်းတွေကိုဆွဆွဲတာအရိယာတွေနောက်တိလဝန္တာပုထုဇဉ်လည်းပါတာပေါ့နော်တိလရှိတဲ့ပုထုဇဉ်ယဟန်ကိုဆွဆွဲတယ်ဒုတိလအဖြစ်ပေါ့နော်တိလရှိတဲ့ဆရာတော်ကိုအမြင်ကဲလို့ကြည့်မရလို့တမင်တကာကိုတိတ်ခါကြောက်ဆွဆွဲတာနော်ကြည့်မရလို့တိတ်ခါကြောက်ဆွဆွဲတာဟိုတမင်တကာယုံမတန်တရားရှိလို့ဆွဆွဲတာမဆိုလို့